ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အစုံထိုးလို့ရတယ်ဒါဆိုလို့ရှိရင်မကားစက်ပဲဆိုင်ကပေါ့နော်ဒီကောင်မျိုးစက်ပဲနောက်ပြီးကျွန်တော်ကကြတော့ဒီကျွန်တော်ဒီစက်တွေထိုးရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တော့ဒီမှာကျွန်တော်တို့ဒါလေးတွေကခီးသွားတဲ့အဆင်ပြေဒီကောင်ကမျိုးမျိုးမှာကြိုက်တာထားလို့ရပါတော့180 90အဲ့လိုမျိုးပြီးနည်းဖြစ်မဲ့ဆိုရင်ကလေးလုံးလေးတော့ခီးလိုက်သွားတဲ့အဆင်ပြေဒီကဒါဆိုရင်ကျွန်တော်ပြည့်သွားမှာနှိပ်ကြည့်လိုက်ဟုတ်ကဲ့ပါတင်းသွား